ဟုတ်ကဲ့အားလုံးပဲဒါပြည်ထောင်စုဝန်ကြီး UCC ကကိုယ်စားလှယ်တွေနဲ့တကွအေးတေတော်များနဲ့အတူဒီ online Zoom platform မှာပါဝင်ပေးကြတဲ့တော်လှန်ရေးညီကောင်မများအားလုံးတွေ့ဆုံခွင့်ရတာဝန်တာပါတယ်လို့ဥစ္စာပထမကျွန်တော်ပြောလိုပါတယ်နောက်ပြီးမှဒီ live ကနေကြည့်ရှုပေးတဲ့ဒါမြန်မာနိုင်ငံအနှံ့ကတော်လှန်ပြည်သူများအားလုံးလည်းဒါငင်းချမ်းပေးကြပါစေလို့ကျွန်တော်ဒီနေရာနဲ့ဆုတောင်းပေးပါတယ်ဒီနေ့ကျွန်တော်တို့ဒီအစီအစဉ်ကတော့ပင်လုံစာချုပ်ချုပ်ဆိုခြင်း56နှစ်မြောက်အထင်အမှအခမ်းအနားတော်လှန်ရေးလူငယ်တွေရဲ့ဟောပြောပွဲဖြစ်ပါတယ်ဒါဖက်ဒရယ်ကြီးနဲ့ပတ်သက်ပြီးမှရေးဆွေးနွေးဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခမ်းအနားအစီအစဉ်ကိုအချင်းချုပ်ပြီးမှကျွန်တော်ဥစွာပြောပြလိုပါတယ်ပထမဆုံးအခမ်းအနားအနေနဲ့ဒါ UCC ကိုယ်စားလှယ်တော်ကနေအဖွဲ့မှစကားပြောကြားခြင်းဖြစ်ပါတယ်ဒုတိယအခမ်းအနားအနေအစီအစဉ်အနေနဲ့ဒါ NUG ပြည်ထောင်စုဝန်ကြီးကနေအဖွဲ့မှစကားပြောကြားပေးခြင်းအစီအစဉ်ဖြစ်ပါတယ်နောက်ပြီးမှဒီဟောပြောမယ့်အစီအစဉ်ကိုကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်လူငယ်တဦးကနေဒါ15မိနစ်ဟောပြောမယ့်အစီအစဉ်ဖြစ်ပေါ်မှာပထမဆုံးအနေနဲ့ကိုမြိုင်ဟောပြောမယ့်အစီအစဉ်ဖြစ်ပါတယ်ဒုတိယစီစဉ်နေဆမ်နော်ဖူဖို့မူဖို့ဟောပြောမယ့်စီစဉ်ဖြစ်ပါတယ်နောက်ပြီးမှခန္ဓာငါနဲ့6နေတဲ့ဒါဒီဆမ်မမြတ်ဟောပြောမယ့်စီစဉ်ဖြစ်ပါတယ်နောက်ပြီးမှကျွန်တော်တို့ဒီနောက်ဆုံးနေတဲ့ဟောပြောမယ့်သူကတော့ကျွန်တော်တို့ဒီဆမ်မကဖြစ်ပါတယ်ဆိုတော့ဒီဟာကိုစတင်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီအဆုံးထိ live ကြည့်တဲ့သူအနေနဲ့ရောနောက်ပြီးမှကျွန်တော်တို့ဒီ Zoom platform နဲ့တရုပ်ပေးတဲ့သူအလုံးလေးပါဝင်ပေးကြဖို့မြတ်တာရခံပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခမ်းအနားကိုပထမဦးစွာစတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဒုတိယအခမ်းအနားစီစဉ်နေနဲ့ UCC ကိုယ်စားလှယ်တော်မှာဖွင့်မှာစကားပြောကြားရှင်းစီစဉ်ဖြစ်ပါတယ် Recording in progressပြောကြားပေးဖို့အတွက် UCC ကိုယ်စားလှယ်တော်ဒေါက်တာလောင်းဝဲကိုလေးစားစွာဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့ဒေါက်တာလောင်းဝဲဖြစ်ပါတယ်အခုလိုမျိုးဒီအမျိုးသမီးလူငယ်နဲ့ကလေးငယ်ကြီးကဝန်ကြီးဌာနပြုလုပ်တဲ့ Federal အရေးရဲစုနေဆိုတဲ့စကားဝိုင်းမှာမြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီကိုစကားပြောခွင့်ရတဲ့အတွက်အထူးပဲဝမ်းမြောက်ခုံရပါတယ်တကယ်တော့ကျွန်တော်တို့ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့တည်းကဒီနေ့ဒီချိန်ထိ Federal အိမ်မက်ကိုကျွန်တော်တို့ရဲမမှတ်ရဲခဲ့ကြသေးပါဘူးတကယ်ရဲအကောင့်တွေပေါ်တိုင်းခဲ့ကြတဲ့အနေအထားမရှိသေးပါဘူးပင်လုံစာချုပ်ဆိုတာကျွန်တော်တို့ချုပ်ဆိုပြီးစားအချိန်တွေကဒီနေ့ဒီချိန်ထိသမိုင်းဝင်စာချုပ်တစ်ခုဖြစ်နေတာရှိနေခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ခေတ်သစ်ပင်လုံညီညွတ်ကန်လည်းကျွန်တော်တို့နိုင်ငံရဲ့လိုအပ်နေတဲ့နိုင်ငံရေးကတိကဝတ်တွေကိုဖော်ဆောင်နိုင်ခြင်းမရှိခဲ့သလို NCA ဆိုတဲ့ဟာကလည်းကျွန်တော်တို့ပြစ်ခတ်ရစဲရေးစာချုပ်တစ်ခုဖြစ်နေတာရှိနေပြီးတော့လိုအပ်တဲ့နိုင်ငံရေးကတိကဝတ်တွေကိုဖော်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူးဒါတွေဟာကျွန်တော်တို့တိုင်းရင်းသားတွေလူလားစွာတောင်းဆိုနေခဲ့ကြတဲ့ Federal Democracy ဆိုတာကိုပြည်သူတရက်လုံးကတူညီစွာတောင်းဆိုတဲ့တောင်းဆိုချက်ကြိုးပမ်းမှုတစ်ခုမဖြစ်ခဲ့ဘူးဆိုတာကသမိုင်းမှာရှိနေတဲ့အမှန်တရားတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့အခုຫນွေဦးတော်လှန်ရေးဖြစ်လာပြီဆိုတဲ့အချိန်ကျတော့ကျွန်တော်တို့ဟိုးရင်နှစ်ပေါင်းများစွာတွေကကျွန်တော်တိုင်းသားဒေသတွေဒီရိုဟင်ဂျာအပါအဝင်လူနည်းစုလူမျိုးစုဒေသတွေမှာဆိုးရွားစွာဖြစ်ခဲ့ကြတဲ့တကယ်ရင်နှင်းစရာကောင်းတဲ့ခါသီးစရာကောင်းတဲ့ခက်ခဲကြမ်းတမ်းတဲ့အဖြစ်အပျက်တွေဟာတနိုင်ငံလုံးကိုတောမိပမာရိုက်ခတ်လာခဲ့ပြီလည်းဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ပြည်သူတရက်လုံးရဲ့ခြားထဲမှာငါတို့ဒီအနေအထားတွေကိုလက်သစ်ခံလို့မဖြစ်တော့ဘူးဒီအနေအထားတွေကိုငါတို့ကြော်လွှားနိုင်မှရတော့မယ်ဒါတွေကိုလက်သစ်ခံနေသူငါတို့ဒီကျွန်သက်ရှင်နေအောင်ပါပဲဆိုတော့ခံစားချက်တွေနာကြီးချက်တွေဟာပြည်သူတရက်လုံးနဲ့ခြားထဲမှာအင်မတန်ပြင်းပြင်းထန်ထန်ပြန့်နှံ့လာခဲ့ပြီလည်းဖြစ်ပါတယ်ဒီအကြမ်းဖက်ဖက်စစ်တပ်ကတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကျွန်တော်တို့စစ်တမ်းလျားကိုပြန်တဲ့အချိန်မှာကျွန်တော်တို့ Federal Democracy နိုင်ငံသစ်ကိုထူထောင်နိုင်တဲ့အချိန်မှသာလေကျွန်တော်တို့တကယ်မျှော်လင့်နေတဲ့လူခွင့်ရေးဆိုတာတွေလူမှုတရားမျှတမှုဆိုတာတွေတာယာလှပတဲ့လူပေါင်းဆိုတာတွေကိုကျွန်တော်တို့ဖော်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီခီးချမ်းကိုဒီနေ့ဒီအချိန်မှာလမ်းပေါ်ရောက်နေပြီလို့ဆိုလို့ရပါတယ်ဒီ Federal Democracy ပြည်ထောင်စုတည်ထောင်တဲ့ခီးချမ်းလမ်းဒီຫນွေဦးတော်လှန်ရေးရဲ့လမ်းကြောင်းမှာကျွန်တော်တို့ပြည်သူတရက်လုံးရဲ့အခမ်းကဏ္ဍကအင်မတန်လေးနဲ့ရေးကြီးတဲ့နေရာတွေပါဝင်ခဲ့ပါတယ်ပြည်သူလို့ဆိုရမှာအထူးသဖြင့်လူငယ်တို့ရဲ့အခမ်းကဏ္ဍပါကျွန်တော်တို့မေ့ထားလို့မရတဲ့အခမ်းကဏ္ဍမှာရှိခဲ့ပါတယ်ဒီຫນွေဦးတော်လှန်ရေးရဲ့အခမ်းကဏ္ဍမှာလူငယ်တို့ဟာအင်မတန်အခရာကြပါတယ်
ဒီလောက်ထိဒီအခြေအနေထိရောက်လာပြီးတော့မှကျွန်တော်တို့ Federal ပြည်အောင်စုဆိုတာကိုမြင်နေရတယ်ကျွန်တော်တို့အိမ်မက်မက်ရလာတယ်အကောင့်ထဲပေါ်ကြတော့မယ်ဆိုတဲ့အနေအထားတစ်ခုရောက်လာဖို့ဆိုတဲ့နေရာမှာလူငယ်တို့ရဲ့ထမ်းတင်ခဲ့တဲ့အင်အားကလုံးဝမေ့လို့မရတဲ့အနေအထားတစ်ခုဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာကျွန်တော်တကယ်ကိုလေးလေးနက်နက်တိုက်တွန်းခြင်းနဲ့တောင်းဆိုခြင်းနဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့တကယ်ຫນွေဦးတော်လှန်ရေးကိုပခုံးထမ်းတင်ခဲ့တဲ့လူငယ်တို့ကိုလက်ရှိတော်လှန်ရေးရဲ့ခေါင်းဆောင်အခမ်းကဏ္ဍတွေမှာရဲရဲဝံ့ဝံ့တကယ်တာဝန်ယူရဲကြဖို့အတွက်တာဝန်ယူကြဖို့အတွက်ကိုတိုက်တွန်းနှိုးဆော်ခြင်းတာဖြစ်ပါတယ်ကျွန်တော်တို့တော်လှန်ရေးຫນွေဦးတော်လှန်ရေးဟာအခုဆိုလို့ရှိရင်တကယ်ကိုနှစ်တာကာလကိုဖြတ်သန်းပြီးတဲ့အချိန်မှာအဆုံးဖြတ်ဆိုတဲ့ခက်ခဲကြမ်းတမ်းတဲ့အရှိန်အမြင့်ဆုံးဆိုတဲ့နေရာတစ်ခုရောက်နေပြီလေဖြစ်ပါတယ်ဒီနေရာကနေပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့ကျွန်တော်တို့လိုချင်တဲ့အဆုံးသက်ကိုရဖို့ကျွန်တော်တို့လိုချင်တဲ့အနိုင်ရလက်ကိုရရှိဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့လူငယ်တို့ရဲ့အင်အားနဲ့ကျွန်တော်တို့လူကြီးတွေရဲ့အတွေ့အကြုံတွေကိုအချိုးညင်ကြီးပေါင်းဆက်ပြီးတော့မှအကောင့်ထဲပေါ်နိုင်မှုလိုပါတယ်လူကြီးတွေကလည်းကျွန်တော်တို့လူငယ်တို့တွေရဲ့ခေါင်းဆောင်မှုအခမ်းကဏ္ဍကိုလက်တွဲခေါ်ဖို့လိုပါတယ်ရှိခဲ့ပြီးတဲ့အတိတ်သမိုင်းတွေကသင်ခန်းစာတွေအတွေ့အကြုံတွေအမှားတွေနဲ့ဒီအတွေ့အကြုံတွေအားလုံးကိုပေါင်းစပ်ပြီးတော့မှလူငယ်တို့ရဲ့ပွင့်လင်းမြင်သာမှုတွေဥဆောင်နိုင်စွမ်းတွေထီထွင်ဖန်တီးနိုင်မှုတွေနဲ့ပေါင်းစပ်ပြီးတော့မှကျွန်တော်တို့တိုက်ပွဲကိုအဆုံးသတ်နိုင်ဖို့လိုပါတယ်ဒါမှလည်းကျွန်တော်တို့ရဲ့တိုက်ပွဲဟာအဆုံးကိုအမြန်ဆုံးအောင်မြင်ဆုံးနဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီချိန်မှာကျွန်တော်အထူးလေးနဲ့တိုက်တွန်းတောင်းဆိုချင်တာကကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့60ရာခိုင်နှုန်းသောပြည်သူလူထုတွေကလူငယ်တွေကိုခေါင်းဆောင်မှုခန့်ကဏ္ဍကိုရဲရဲဝံ့ဝံ့တက်လှမ်းစေချင်ပါတယ်ငါတို့ဒီတော်လှန်ရေးကိုစပြုခဲ့တယ်ဒီတော်လှန်ရေးရဲ့ခေါင်းဆောင်မှုခန့်ကဏ္ဍလေးဒီတော်လှန်ရေးကိုအောင်မြင်ဆုံးဆုံးသက်နိုင်ဖို့ငါတို့နောက်တစ်ဆင့်တက်လှမ်းဖို့လိုပြီဆိုတော့အတိဒီသတင်းစကားလေးကိုပေးနိုင်တယ်ဆိုလို့ရှိရင်ကိုပဲကျွန်တော်အထူးဝမ်းမြောက်မှာဖြစ်ပါတယ်ဒီစကားလေးကိုဒီနေရာမှာလူငယ်တို့ကိုအထူးတိုက်တွန်းတောင်းဆိုရင်းလည်းပဲကျွန်တော်ရဲ့အမှားစကားကိုမိကုံချုပ်ပါတယ်တော်လှန်ရေးထဲမှာပါဝင်နေတဲ့ပြည်သူတယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရဆိုဝမ်းမြောက်ကုန်ကြပါတယ်ပြည်သူရေတော်ပုံမုတ်ချအောင်မြတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာNUCC ကိုယ်စားလှယ်ဒေါက်တာလုံးဝင်းကိုအဖွဲ့မှစကားပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းဒီနေ့အနေဖော်ပြလိုပါတယ်ခင်ဗျာအခုတော့ခန္ဓာစီစဉ်3ရအမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးပြည်ထောင်စုဝန်ကြီးတော်နော်ဆူစနာလာဆူကိုဖွင့်မစကားပြောကြပေးဖို့လေးစားစွာမြတ်တရားခံပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဒီနေ့ကျင်းပတဲ့မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီနဲ့မြို့သားညီညွတ်ရေးအစိုးရတို့ပူးပေါင်းကျင်းပတဲ့တော်လှန်လူငယ်ဟောပြောပွဲမှာကြွားရောက်လာတဲ့ကျမတို့လေးစားပါတော့မြို့သားညီညွတ်ရေးတိုင်ပင်ကောင်စီကိုစားလှယ်နောက်ပြီးတော့ဒီဟောပြောကြမဲ့လူငယ်များနောက်ပြီးတော့ဒီအခမ်းအနားမှာတာဝန်ယူပေးကြတဲ့ဆရာဆရာမများပေါ့နော်အခု live မှာကြည့်ရှုနေကြတဲ့လူငယ်များနောက်ပြီးတော့စိတ်ဝင်စားသောပြည်တွင်းပြည်ပနော်ဒီပရိသတ်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဒီနေ့ကတော့ကျမတို့ပြည်လုံးစာချုပ်ချုပ်ဆိုတဲ့86ကြိမ်မြောက်အထိမ်းအမှတ်အကြိုနေ့ဖြစ်ပါတယ်မနေ့ပြန်ကတော့ February 12ရက်နေ့အရင်တော့ကတော့ကျမတို့ပြည်ထောင်စုနေ့လို့ခေါ်လေးရှိပါတယ်သို့တော်လည်းကျမတို့ပြီးခဲ့တဲ့နှစ်ကနေစပြီးတော့ဒီအမျိုးသားညီညွတ်ရေးတိုင်ပင်ကောင်စီနဲ့ကျမတို့ဒီအမျိုးသားညီညွတ်ရေးအစိုးရတို့တိုင်ပင်ဆွေးနွေးပြီးတော့เนาะဒီအနှစ်သာရရှိတဲ့เนาะဒီပွဲမျိုးဆိုလို့ရှိရင်ကျမတို့ပြည်အောင်စုနေ့လို့မခေါ်သင့်သေးဘူးပေါ့နော်။ဘာလဲဆိုတော့ကျမတို့ဒီလွတ်လပ်ရေးရပြီးကတည်းကเนาะကျမတို့လိုချင်တဲ့အနှစ်သာရပြည့်ဝတဲ့ဒီပြည်အောင်စုဆိုတာတခါမှမရှိခဲ့သေးဘူးပေါ့နော်မရှိခဲ့ပါဘူးเนาะအဲ့ဒါကြောင့်မို့လို့ကျမတို့ဒီပြည်ထောင်နေပေါင်းပြီးတော့မှเนาะကျမတို့ဒီတရားမျှတခြင်းလွတ်လပ်ခြင်းเนาะဆိုတဲ့အခြေခံမူတွေပေါ်မှာမူတည်တဲ့ကျမတို့ပြည်အောင်စုကိုတည်ထောင်ပါမယ်လို့ကတိကဝတ်ပြုတဲ့ပြည်လုံးစာချုပ်ချုပ်ဆိုတဲ့နေ့လို့ပဲကျမတို့ခေါ်ဆိုခြင်းဖြစ်ပါတယ်လို့ကျမကတော့ဒီအမျိုးသားညီညွတ်ရေးဆိုရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီးနော်ဆူဇန်နာလာဆိုဖြစ်ပါတယ်အခုကျမတို့ဒီလိုမျိုးပေါ့နော်အင်မတန်မှ
ဝမ်းမြောက်ဂုဏ်ယူရပါတယ်ဒီမြို့သားညီညွတ်ရေးတိုင်ပင်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှကျမတို့လူငယ်နားထောင်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျမအင်မတန်မှစိတ်လှုပ်ရှားတယ်နော်ဝန်တာဂုဏ်ယူချောင်းကိုလည်းပြောလိုပါတယ်လို့ဒီနေ့ခေါင်းစဉ်ကတော့ Federal ရဲတွေးရဲဆွေးနွေးနော်လူငယ်တွေပြောမဲ့ဟောပြောပွဲဖြစ်တယ်လို့ပဲခေါင်းစဉ်လေးကလည်းရဲရင်ပါတယ်နော်ရဲရင်နဲ့ပွင့်လင်းတယ်နော်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့ဒါကြောင့်မလို့ကျမကတော့တကယ်ပဲစိတ်ဝင်စားစွာနဲ့နော်ဒီငယ်လေး၄ဦးပြောမဲ့နော်ဒီ Federal ကိစ္စကိုကျမအနေနဲ့နော်တော်တော်လေးရင်ခုန်ပါတယ်နော်ဒီအနာဂတ် Federal သူတို့ဘယ်လိုမြင်ချင်လဲနော်သူတို့ဘယ်လိုတည်ဆောက်ချင်လဲနော်သူတို့အနေနဲ့ဘယ်လိုမျိုးရင်းပေါ့နော်ဒီပုံဖော်ခြင်းလဲဆိုတာလေးကိုလည်းကျမအရန်ကိုမျှော်လင့်နေပါတယ်လို့ကျမအနေနဲ့မကြခင်တုန်းကပဲနော်ဒီကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်ကိုခီးဖြူခဲ့ပါတယ်နော်ဒီကွင်းစင်းခဲ့ပါတယ်အဲ့မှာဆိုလို့ရှိရင်နော်ဒီဒေတာတော်တော်များများဆိုလို့ရှိရင်ကျမတို့တိုင်းသားနယ်မြေတွေနော်တိုင်းသားအဖွဲ့တွေကနေပြီးတော့နော်ဒီလူမြောက်နယ်မြေဖော်ဆောင်ပြီးတော့မှနော်ထိန်ချုပ်နေတာကိုလည်းတွေ့ရပါတယ်အဲ့မှာဆိုလို့ရှိရင်နော်ဒီအုတ်ချုပ်ရေးရန်တရားတွေဖော်ဆောင်တဲ့အခါမှာနော်ပြည်သူတွေကဒီမဲပေးပြီးတော့ရွေးချယ်ကြပါတယ်အုတ်ချုပ်ရေးမှုတွေကိုနော်ဒေသဆိုင်ရာအုတ်ချုပ်ရေးမှုတွေကိုရွေးချယ်ကြတဲ့အခါမှာကျမအင်မတန်မှအားတက်ရပါတယ်အနာဂတ်နိုင်ငံတော်အတွက်ပေါ့နော်အနာဂတ်နိုင်ငံတော်အတွက်လည်းကျမစိတ်ချရပါတယ်နောက်ပြီးတော့ဒီပွဲဟာကျမတို့နိုင်မဲ့ပွဲဖြစ်ကိုဖြစ်မယ်ဆိုတာလည်းပို့ပြီးတော့ယုံကြည်ရပါတယ်ဒါလည်းဆိုတော့ရွေးချယ်ခြင်းခံရတဲ့ရွေးကောက်ခြင်းခံရတဲ့ဒေသဆိုင်ရာနော်အုတ်ချုပ်ရေးမှုတော်တော်များများမျိုးသမီးတွေဖြစ်နေလို့ပါပဲလူငယ်တွေဖြစ်နေလို့ပါပဲနော်လူငယ်တွေဆိုတာအသက်40အောက်35နော်30-35ကြားထဲမှာနော်ဆိုတော့များသောအားဖြင့်တော့လူငယ်တွေနော်စစ်ရေးမှာလည်းဥဆောင်တာလူငယ်တွေဖြစ်တယ်အုပ်ချုပ်ရေးမှာလည်းဥဆောင်တာလူငယ်တွေဖြစ်တယ်နော်တကယ်ပဲဒါကျမတို့ရဲ့Federal ရဲ့အခြေခံပဲဖြစ်ပါတယ်နော်ကျမတို့ Federal သွားလို့ရှိရင်ကိုယ်နယ်မြေမှာကိုယ်စိုးမှုရှိရမယ်ကိုယ်အုပ်ချုပ်ရမယ်ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးရမယ်ဆိုတော့ဒါအခုဆိုရင်စပြီးတော့ဖော်ဆောင်နေပြီဆိုတာကိုလည်းတွေ့ရပါတယ်เนาะအဲ့အတွက်ကြောင့်လည်းကျမအနေနဲ့အလုံးမဲ့ဂုဏ်ယူပါတယ်လို့เนาะကျမတို့ရဲ့ဒီအနာဂတ် Federal ပန်းနိုင်ရဆိုလို့ရှိရင်လက်တကမ်းမှာပဲရှိပါတော့တယ်เนาะလက်တကမ်းမှာပဲရှိတော့တယ်ကျမတို့အားစိုက်ပြီးတော့ညီညွတ်ညွတ်နဲ့ဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျမတို့ဒီအားလုံးပေါ့เนาะကျမတို့ဒီမြန်မာပြည်သူတွေအားလုံးမျှော်မှန်းတဲ့နော် Federal ပန်းအောင်ကိုမကြခင်ရောက်တော့မှာဖြစ်ပါတယ်နော်နောက်နှစ်မှာဆိုလို့ရှိရင်ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခမ်းအနား89ကြိမ်မြောက်ကိုကျမတို့တကယ်ပဲ Federal နိုင်ငံမှာနော် Federal နိုင်ငံအသစ်မှာကျမတို့ကျင်းပနိုင်တယ်လို့ယုံကြည်ပါတယ်နော်ဆိုတော့ဒီနေ့ပွဲလေးကိုတက်ရောက်လာတဲ့နောက်ပြီးအချိန်ပေးနားထောင်ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ရတယ်လို့ဒီနေ့နော်ဒီတက်ကြွဆွေးနွေးပေးသွားမဲ့လူငယ်တွေကိုလည်းကျမအနေနဲ့ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအဖွဲ့မှာစကားပြောကြပေးပါတော့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးတော့ဆူဆနာဟာဆူကျေးဇူးတင်ပါတယ်စတဲ့မှာပဲအခုချိန်မှာဒီFederal ရေးတွေးရေးဆွေးနွေးဆိုတဲ့ဒါလူငယ်တွေရဲ့ဟောပြောပွဲကိုလူကူတိုင်ကိုကြားတက်ရောက်လာပေးတဲ့ဒေါက်တာလုံးဝေမြို့သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှကိုယ်စားလှယ်တော်နဲ့ပြည်ထောင်စုဝန်ကြီးမြို့သားညီညွတ်ရေးဆိုရပြည်ထောင်စုဝန်ကြီးဒေါ်စုစနာလှဆုကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်အခုချိန်မှာတော့ဒါ Zoom နဲ့ကြည့်တဲ့သူလူကြီးများကိုတော်လကောင်းဒါဒီကျွန်တော်တို့ဒီ live ကနေကြည့်နေတဲ့တော်လှန်ပြည်သူများအနေနဲ့တော်လကောင်းကျွန်တော်တို့ရေးတွေးရေးဆွေးနွေး Federal ကြီးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ခေါင်းစီအတိုင်းလူငယ်တွေကိုခေါ်ကြော်ပြဖို့ကျွန်တော်ဖိတ်ခေါ်လို့မှဖြစ်ပါတယ်တယောက်က15မိနစ်ရှိပဲအချိန်ရတာမလို့ကျွန်တော်တို့အစိုးထိနားထောင်ပေးကြဖို့နဲ့
လူငယ်တွေရဲ့လက်ရှိတော်လှန်ရေးအခြေအနေရဲ့လူငယ်တွေရဲ့ဒါအတွေးပေါ်ရဘယ်လိုအခြေအနေရှိလဲဆိုတဲ့ဟာတွေကိုကောင်းကောင်းမွန်မွန်သုံးသပ်နားလေနားဆွေးပေးကြဖို့မြတ်တာရက်ခံလို့ပေါ်ပါတယ်အခုတော့အစီအစဉ်လေးအနေနဲ့ဒါဖက်ဒရယ်ရေးတွေးရေးဆွေးနွေးဆိုတဲ့ဖောင်းစရာကနေဟောကြားပြဖို့အတွက်လူသားချင်းစာနာမှုနဲ့လူအခွင့်အရေးလှုပ်ရှားသူရိုဟင်ဂျာလူငယ်တို့ဖြစ်တဲ့ဦးအောင်မြင့်ကိုလေးစားစွာဖိတ်ခေါ်ပါတယ်ခင်ဗျာအတမကြရဘူးခင်ဗျာမိုက်ဖွင့်လိုက်ပါဦးမိုက်ပိတ်ထားတယ်အားလုံးမင်္ဂလာပါပင်လွန်စာရှုပ်စုချင်းconnection နဲ့ရှောင်းနေမြောက်အတင်းအမဲ့အခမ်းအနားဆုံးတဲရောက်လာကြပါစို့ဒီတွန်စုဝင်ကြီးအမျိုးသားရင်ရွေးရဲ့အတိုင်ပင်ခံကောင်စီကိုယ်စားလှယ်နဲ့ဂွန်တရေရှိလူကြီးမင်းအားလုံးကိုဥစွာမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာယခုလူဖက်ဒရယ်အရေးရဲထွဲရဲဆွေးနွေးဟောပြောပွဲဆိုဆွေးနွေးခွင့်ရရှိခဲ့တဲ့အတွက်အားလုံးကိုအထူးရှေ့ရှုတင်ရှိပါကြောင်းနဲ့ဝမ်းသာရှုဆူပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာကျွန်တော်အောင်မြိုင်ပါရခိုင်မောင်းတော်ဇာတိပါကျွန်တော်တို့အခုလူအားလုံးပူးပေါင်းပြီးတော့ကျွန်တော်တို့ရဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမြော်မြင့်ချက်အတွက်စပူပေါင်းဆွေးနွေးပေးတဲ့အတွက်အားလုံးကိုရှေ့ကျအထူးတင်ရှိပါတယ်ကျွန်တော်တို့ရိုဟင်ဂျာလူနည်းစုတိုင်းရင်းသားပါဝင်လူနည်းစုအတိအကျမှာလွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်းလွတ်လပ်မှုအရသာအတန်းရတာတစ်ခုအတိရရှိခဲ့တော့လဲ1982ခုနှစ်နောက်ပိုင်းကနေစပြီးကျွန်တော်တို့လူနည်းစုတွေရဲ့အခွင့်အရေးဟာတဆင်းပြီးတဆင်းဆုံးချုံခံခဲ့ရပါတယ်ကျွန်တော်တို့ရိုဟင်ဂျာတိုင်းရင်းသားလူနည်းစုဆိုရင်အခွင့်အရေးတွေအစင်းစင်းဆုံးချုံခံရကနေနောက်ဆုံးလူမျိုးတုံးတက်ပြည့်ခံရစေအထိခံခဲ့ရပါတယ်လက်ရှိအချိန်မှာလဲလူမျိုးတုံးတက်ပြည့်မှုကိုဆက်လက်ခံရလျက်ရှိပါတယ်အလားတူမြန်မာတနိုင်ငံလုံးရှိမြန်မာလူမျိုးအပါဝင်ပြည်သူလူထုအားလုံးကလည်းအာဏာသိမ်းပြီးနောက်ပိုင်းကနေစ၍နေစဉ်ဖိနှိပ်မှုတွေလူမျိုးတုံးတက်ပြည့်ခံရမှုတွေကိုခံရလျက်ရှိပါတယ်ကျွန်တော်တို့ရိုဟင်ဂျာတိုင်းရင်းသားလူနည်းစုဆိုရင်မြန်မာနိုင်ငံတွင်ကဆက်ဆက်ကပြီးတိုင်းရင်းသားလူမျိုးအဖြစ်တည်မဲ့ခံရပြီးအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးမန်ဒတ်3ခုစလုံးတွင်ဝန်ကြီးလွတ်တော်မဲနဲ့တရားသူကြီးအဖြစ်တာဝန်အသီးသီးကိုတန်းဆောင်ခဲ့သူတွေဖြစ်ပါတယ်1936ခုနှစ်နိုဝင်ဘာလတွင်ဗြိတိရှကဒဏ်ရာကီအုပ်ချုပ်ရေးကိုပြစ်တင်ကာမြန်မာနိုင်ငံကိုအိန္ဒိယကနေဖွေထုတ်ပြီးမြန်မာနိုင်ငံဥပဒေကိုပြဋ္ဌာန်း၍ကုသတဌာနအုပ်ချုပ်ရေးကိုထူထောင်တယ်မြန်မာတနိုင်ငံလုံးမှာမင်းတိုင်ပင်အမတ်139ဦးရွေးချယ်ခဲ့တယ်ရခိုင်ဒေသမှာဆိုရင်တိုင်းရင်းသားမဲဆန္ဒနယ်ခုရှိတယ်အိန္ဒိယမြို့သားမဲဆန္ဒနယ်တစ်ခုရိုဟင်ဂျာလူမျိုးတွေကမြန်မာတိုင်းရင်းသားမဲဆန္ဒရှင်များအဖြစ်မဲပေးခွင့်ရခဲ့ပြီးဥဂော်နီမာခန့်ကတိုင်းရင်းသားမဲဆန္ဒနယ်ကနေမင်းတိုင်ပင်အမတ်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်ခင်ဗျာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကအောင်ဆန်းအတ္တလီစာချုပ်အရ1949ခုနှစ်ဧပြီလ9ရက်နေ့မှာတိုင်းပြူပေပြူလွတ်တော်ရွေးကောက်ပွဲကိုကျင်းပခဲ့တယ်။အဲ့ဒီရွေးကောက်ပွဲမှာမောင်းတော်ကအမဲတအူနဲ့ဘူးတီတောင်ကအမဲတအူရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။အဲ့ဒီတော့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့တိုင်းပြူပေပြူလွတ်တော်မှာရိုဟင်ဂျာလူမျိုးအမဲ2ဦးရှိခဲ့ပါတယ်။လူလေရပြီးနောက်ပိုင်း1950 1956 1960ခုနှစ်ရွေးကောက်ပွဲတိုင်းမှာမောင်းတော်မဲဆန္ဒနယ်ကရိုဟင်ဂျာအမဲ2ဦး
Buti dong me senda nega Rohingya me tau ne ate ludo atwe Rohingya me tau zi yue kau timyo kenke yabare. Parliament democracy asuya latte ma Rohingya myota usultan Muhammad ka panyaye wenji chamaye wenji api ke yabare. Sultan Ahmed go lumyuzu yeya wenji tana Parliament atwinwen adu gapone abu bosho do go le chamaye wenji tana Chamaye wenji tana Parliament atwinwen wenji api atwinwen niapi ke bade anashin unewin usonde masala party ga tatonkura kanasele kunima Patamasung achin chimpa kede pietu ludo yueko bwe apawin tatonkura kanasheshi tatonkura kuse natonta se yueko bwe dwe male Rohingya amme dwe yueshe timyo kenke yabade Rohingya lumyu go unu asuya latte ma tayenda api temme keda mahobe tatonkura tonse shokuni gedega tayenda mesenda nega me pekwi pawin chimpyan kwin pekeda ba Bosho onsen usonde time piu pie piu ludo yueko bwe ma le tayenda api pawin kwin pekede mema temoda pawin yete pwe tedinte pwe twe o ne achatana sanya bonzun twin le tawan tansong kwin atiti yashi ke bade Rohingya ne pette bido acha tate tatagabo myazwa shi bade Tatonkura shoseni kuni anashin unewin ana timbi nopai masayue Rohingya tayenda lunezi akwaye sunchun kenyamu gani naton sekun kuni suyin lumyudun tepye kenyamu ati chandodo kenya ke bare Tatonkura kanashele kuni ma sebe simenkin chamebi piene duin kyi tola de Piene drink kyi tola de Rohingya dwe siga myota mepundin ke pya dwe go sisse ye gate dwe ma sisse tayaw ne tinsi ke de Tatonkura kanasheshi kuni ma nagami simenche shamet Bengali zetwin bi Bangladesh nangen go montaw ke de Rohingya natini pa Bangladesh nangen go twepye kenke ya bi Tatonkura kanashe kukuni ma hinta simenche ne pienle koken ya de Tatonkura shise kukuni tanange lung atayata ne nayenta sizeye kepya dwe tokpe do Rohingya dwe go le nayenta sizeye kepye dwe tokpe me subi punzen dwe myoyu zinse seya dwe tokpe bi shaukain de tegede ma tomape ke ba nayenta sizeye kepya tomape ke be yayi tateken lamme subi Tatonkura kusele kuni ma be tokpe ke de Tatonkura kuseti Tatonkura kuseni kuni ma pietaya simenche lobi montaw ke de eti dokate dwe go Tatonkura kuse nga kuni ma pien ko ke ya de Tatonkura kuseni kuni ma bosho kinyo ga nasaka pwesi ke bi kwesha zo muwada policy upade detandaya upade dwe ne mataya losan she dwe sonyue la ke de nasaka pwesi ya dwe tawlen ye tega yo Temodo ga yo, lawaka tana ga yo, ye tepwe ga yo, akokun tana ga yo, satapin no, apwe asi ngaku gani, apwe dwene, nasaka subido, pwe si keraba. Edi nasaka go, detandara upadene, osho po atwe, mondo deta go, zelwe kebare, nasaka ga, Tatonkura kuseni kunima, yoshi kebi, Chandodo Rohingya tayenda dwe ye leya mie buzunken ne acha mie mya go tinsi bi nasaka pain loke de intonzu lu ye sein ne tongko shu go le tegong sein ma Bengali su bi ye twin yue atin adama tokpe ke de yayi tateken lame dwe go le lawaka ne pupon bi nasaka ga tokpe ke de swetin si su bi mie bu ne takwe neji ne dai Ni dang Gwin Simbi Luta Wu Shingo zo lagong Mitazu go zo lagong Sisse kebi Depun yai ke de Depun dwego Nasaka tana shok Nasaka nemi Tasaya sekendo dwe medden api tashi ke de Sweetin si sidde aka motwede lugo Bangladesh BDB subi intonzu lu ye seyinga ni
ဖေပြစ်လိုက်ခဲ့တယ်အပက်စဉ်လာစဉ်ချောင်းတကင်ဆူပြီးညအရှင်မတော်နေရင်တွေကိုဝိုင်းစစ်ဆက်ခဲ့တယ်ဒီမှာမရှိတဲ့လူရှိရင်တင်းနဲ့ရှိ၍ငွေရိတ်တယ်ထိတ်တွန်းတဲ့တယ်ငင်းပင်းနဲ့ဆက်တယ်ပိုင်ရှင်မှုအပါပိုင်ဆိုင်မှုအပါဝင်ရွှေနွားစိတ်နဲ့ရှားပိုက်တွေအထွတ်နာစကစီမက်တန်စာကိုလောက်ခဲ့ရတယ်နွားမွေးမြူမဲ့ဆိုရင်အဲ့ဒီနွားမွေးမြူပေါ်ထွက်နာစကစီမက်တန်တင်ရတယ်ပြီးတော့နွားတကောင်နွားကလေးတကောင်မွေးလာရင်လေသူတို့စီဆက်ရှင်းကျွန်တော်မှာတည်င်းပေါ်ရတယ်မက်တန်တင်ရတယ်မွေးတူကိုမက်တန်တင်ပေါ်အတွက်ကျွန်တော်တို့ရှောက်လွာတင်ရင်အဲ့ဒီရှောက်လွာတင်ပြီးတော့တလအချာမှာအဲ့ဒီနာစကပွဲကအင်ကိုလာပြီးတော့စစ်စစ်တဲ့ဒီနွားတွေကိုအဲ့ဒီနွားကလေးကအယုံတွေပြောင်းလဲရှိမယ်ဆိုလို့ဆိုရင်ဘာကြောင့်အယုံပြောင်းလဲရှိခဲ့တာလဲဆိုပြီးတော့ကျွန်တော်ငွေရိုက်တာရှိတယ်ရံပင်းနဲ့စစ်တာရှိတယ်ထိတ်တွန်းနဲ့ထဲတာရှိခဲ့တယ်ရဲစားတိုင်းတရားမဝင်ပွန်တင်မှုဆိုပြီးလာဖန်သွားခံရတယ်ရင်းပင်နဲ့စစ်ပြီးငွေရိုက်ပြီးပြန်လွတ်ပေးတာလည်းရှိခဲ့သလိုတောင်ချခံရတာလည်းရှိခဲ့ပါတယ်တရွာကနေတရွာစုံအသွာလာပါဝင်ချမ်းမာရေးပွင့်ရရေးစီးပွားရေးလူမှုရေးဘာသာရေးစသည်များကိုပြိပင်ကန့်တဲ့ခံလိုက်ရပါတယ်တရွာကနေတရွာကိုအလေသွားရင်နစကစီကတောက်ကန်ရှာယူရသလိုနေပြူပင်မွမ်းမံခွင့်အပါဝင်မေစီကိစ္စမှုဆိုဆောင်ရွက်လိုပါကနစကစီခွင့်ပြုရှာရယူလိုပါတယ်2012ခုနှစ်ဆိုရင်လူမျိုးတုံးတက်ပြည့်မှုဆန်ဆန်အရေးအကင်းနောက်ပိုင်းမှာဆက်လက်တွေနဲ့တွေ့သွားတာနေဆုံးတသိန်းခွဲကျော်ရိုဟင်ဂျာတွေကရှိခဲ့တယ်2019ခုနှစ်ဆိုရင်အစွန်းလိုက်အပြုံးလိုက်လူမျိုးတုံးတက်ပြည့်ခံရပြီးလူပေါင်း900ကျော်ဘင်္ဂလားဒေ့ရှ်ကျုပ်အသေးလူတွေ့ပြည့်ကိုလိုနေကြခဲ့ပါတယ်အခုအချင်းဆိုရင်ဘင်္ဂလားဒေ့ရှ်မှာလူပေါင်း10သိန်းကျော်ဒုက္ခသည်အဖြစ်ကိုလိုနေတိုင်လာခဲ့ပါတယ်1962ခုနှစ်အာနာရှင်ဦးနေဝင်းအပါဝင်အာနာရှင်အဆက်ဆက်ဤလူမျိုးတုံးတက်ပြည့်မှုစီမံချက်စနစ်တကျအကောင့်အထည်ပေါ်ဆောင်ရန်ရည်ရွယ်ခဲ့သော1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအပါဝင်ခွဲခြားသောမူဝါဒခွဲခြားသော policy ဥပဒေဒေသန္တရဥပဒေနဲ့မတရားလွတ်ဆောင်ခြင်းများသည်ယနေ့အရှင်တိတိရှိနေစေပါအလားတူမြန်မာလူမျိုးအပါဝင်တိုင်းရင်းသားပြည်သူလူထုကိုလည်း2010ဦးပြီးဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးအာဏာတို့ကိုအချက်ပေးစစ်တပ်ကရှောက်ကန်လျက်ရှိပြီး2010ဦးထက်အာဏာပူလူရှင်လို့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအချက်ပေးစစ်တပ်ကအာဏာကိုမတရားတင်လိုက်ခဲ့တယ်အာဏာတင်ကတဲ့ကပင်ကျွန်တော်တို့ရိုဟင်ဂျာတိုင်းရင်းသားမြန်မာတိုင်းရင်းသားဟာမြန်မာပြည်သူလူထုနဲ့တသားတည်းရက်ထည့်ပြီးမြန်မာနွေဦးတော်လည်းရဲ့တွင်တတ်နိုင်တဲ့ဘက်ကနေပူပေါင်းပါဝင်အင်ရပေးစီဖက်နဲ့လျက်ရှိပါတယ်မြန်မာပြည်သူဟာစစ်တပ်ကိုတော်လှန်လာခဲ့တာအတော်များများကနှစ်ကျော်ရှိခဲ့ပေမဲ့ကျွန်တော်တို့ရိုဟင်ဂျာတိုင်းရင်းသားတွေဟာမြန်မာအချမ်းပဲစစ်တပ်ကိုတော်လှန်လာခဲ့တာနှစ်ပေါင်းများစွာရှိခဲ့ပါတယ်ကျွန်တော်တို့ကရဲရဲဝဲဝဲပြည့်ပြည့်တတ်တနဲ့ကျွန်တော်တို့အချမ်းပဲစစ်တပ်ကိုတော်လှန်လာခဲ့တာနှစ်ပေါင်းချာရှိခဲ့ပါပြီလက်ရှိအချိန်ကာလစီကျွန်တော်တို့မြန်မာပြည်သူလူထုအားလုံးစီလုံးရည်မှုရှိသောအချိန်ကာလဖြစ်ပြီးဒီတဲ့ပူစီလုံးရည်မှုရှိစေရန်တော်လှန်ရေးကိုအရှင်ရဟုံမိဆောင်ရွက်နိုင်ရဲ့အထက်အောင်မြင်မှုကိုကျွန်တော်တို့တရားမျှတမှုကိုလွတ်လပ်မှုကို Federal Democracy ကိုအရှင်မီရရှိစေရတဲ့အတွက်1962ခုနှစ်မှ2023ခုနှစ်ယနေ့အရှင်ကာလထိအာဏာရှင်တွေရဲ့အာဏာရေရှည်တည်တဲ့ခိုင်မြဲရဲ့အတွက်ရေးဆွဲခဲ့သောဥပဒေတွေခွဲခြားသောဥပဒေမူဝါဒ policy လောက်တုံးလောက်နည်းတွေတိုင်းရင်းသား135မျိုးစုပြီး
မတရားတဲ့မဲ့မှုအပါအဝင်စားသောမတရားလွတ်ဆွန်ချက်ခုသည်များကိုပြတ်သိရန်ဒီအရှင်ဟာအကောင်းဆုံးအရှင်အခါဖြစ်ပါတယ်ခင်ဗျာစီအာနာရှင်စနစ်ရဲ့မူဝါဒ policy ဥပဒေခွဲခြားသောဥပဒေတွေနဲ့ဝါဒမိုင်းတိုက်မှုတွေကိုခွဲခွဲရှာရှာတိမင်ရန်ယနေ့အရှင်ကြီးအကောင်းဆုံးအရှင်ဖြစ်သောကြောင့်ကျွန်တော်တို့မှာအမီမန်နားလေတဖို့ပေါ့ရလွယ်ကြောင်းစီအာနာရှင်ရဲ့ခွဲခြားသောဥပဒေနဲ့မတရားလွတ်ဆိုင်ချက်ဟူသည်များကိုဆက်လက်လက်ခံရှင်းစီစီအာနာရှင်စနစ်ကိုကျွန်တော်တို့လည်းအပိအမြောက်ရှင်းတာပြည်စီဟုတနည်းအားဖြင့်ဆိုနိုင်တဲ့အတွက်စီအာနာရှင်စနစ်ရဲ့မတရားမှုဟူသည်များကိုပြည့်တင်ပေတော့ပေးရန်ကျွန်တော်တို့မှာလွယ်နေပါတယ်ကျွန်တော်တို့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်ရိုဟင်ဂျာလူနည်းစု၏အခမ်းကဏ္ဍသည်လည်းအရေးကြီးပါသဖြင့်ရိုဟင်ဂျာတိုင်းရင်းသားလူနည်းစုအပါအဝင်အခြားလူနည်းစုအသီးသီးအခွင့်အရေးများကိုကာကွယ်ဆောင်ရှောက်ပေးနိုင်သောအမကန်ချက်စစ်တပ်ကအာဏာကိုပြင်ပြီးတိမရနိုင်တဲ့အမကန်ချက်နဲ့နိုင်ငံတကာဆန်ရှင်းညုံနဲ့အရင်အနာဂတ်ပြည်ထောင်စုကိုတည်ဆောက်ရာတွင်တရားမျှတမှုဒန်းတူညီမျှမှုလွတ်လပ်မှုနဲ့လူနည်းစုတွေရဲ့တရားမျှတမှုဒန်းတူညီမျှသောအခွင့်အရေးတွေကိုကာကွယ်ဆောင်ရှောက်ပေးနိုင်သောပြည်ထောင်စုကို NUCC NUG CRPH အပါအဝင်ကျွန်တော်တို့တော်လှန်ရေးအင်အားစုနဲ့ကျွန်တော်တို့တော်လှန်ရေးနေသူတွေအနေနဲ့ဘယ်လိုပြင်ဆင်နိုင်မည်နည်းဟူသောအချိန်ပြုချက်ဖြင့်ကျွန်တော်တို့ဤဆွေးနွေးချက်များကိုအဆုံးသတ်စေလိုပါတယ်ခင်ဗျာအားလုံးကိုရှေ့ကျိုးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကျွန်တော်တို့ဒီပထမဆုံးရေးတွေ့ဖက်ဒရယ်ကြီးနဲ့ပတ်သက်ပြီးမှရေးတွေ့ရေးဆွေးနွေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဆွေးနွေးပေးတဲ့ကိုအောင်မြိုင်ရိုဟင်ဂျာလူငယ်တူကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ကလူငယ်တွေပြည်ကျွန်တော်တို့မှာကျွန်တော်တို့ဘာအတိုင်းပြည်အတွက်အနာဂတ်မှာဘာဖြစ်စေချင်တာလဲဆိုတဲ့ဟာကိုပြတ်သားနဲ့ဖော်ပြမှုဖြစ်တဲ့အတွက်နားထောင်တဲ့သူတွေအားလုံးကလည်းကျင့်အားရမှုရှိမယ်လို့ယူဆပါတယ်နောက်ပြီးမှဟောပြောတဲ့သူတွေတူချင်းရှိတိုင်းရဟောပြောချက်ကိုလည်းမေခွန်မေးမြန်းတာတို့ထပ်ဖြစ်ဆွေးနွေးတာတို့ဆိုရင်လည်းနောက်ပိုင်းမှာကျွန်တော်တို့အချိန်ဖွင့်ထားတာမို့လို့ Zoom ကနေထိုင်တဲ့သူလူကြီးမင်းများနေတော်လာကောင်းonline ကနေကြည့်ရှုနေတဲ့တော်ဟန်ပီတူများနေတော်လာကောင်းအချိန်ပေးပြီးမှအဆုံးထိဟောပြောမဲ့လေးခုစလုံးဆုံးလေးတိုင်းနားထောင်ပေးပြီးမှဝိုင်းဝန်းအားဖြည့်ဆွေးနွေးပေးကိုလည်းကြိုတင်ပြီးမှကျွန်တော်မြတ်တမ်းရခံလို့ပါတယ်အခုအချိန်မှာတော့ဒုတိယကျင်းဖက်ဒရယ်ကြီးနဲ့ပတ်သက်ပြီးမှရေးဆွေးနွေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပေးဖို့ရန်အတွက် Global Study နဲ့ University of Massachusetts မှာ PhD ပညာသင်ယူနေတဲ့နော်မူမူဖော်ကိုလေးစားစွာဖိတ်ခေါ်ပါတယ်နော်ဆရာမနော်မူမူဖော်ကတော့ကရင်လူငယ်တူလေးဖြစ်ပါတယ်ဆရာမနော်ကိုကအချင်းချင်းဖို့အတွက်မိသားစုခဏပါဟုတ်ကဲ့ရှေးဥစွာပေါ့နော်ဒီနေ့တက်ရောက်လာတဲ့လူကြီးမင်းများအားလုံးကိုတော်လမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်မနာမည်ကနော်မူမူဖော်ဖြစ်ပါတယ်